ဒီမင်းကုန်းလေးပေါ့နော်တောက်ရည်မျိုးချရင်ကိုဝင်ရနိုင်လားဗျာဆိုတော့တခါမှတော့မကြောက်ဘူးပါဘူးရှင်နော်တောက်ရည်မျိုးချရင်ကိုဝင်ရနိုင်တယ်ဆိုတာအားလုံးပဲမင်္ဂလာဗျာနော်ဒီနေ့ကတော့တောက်ရည်မျိုးချရင်ကိုဝင်ရနိုင်လားဆိုတော့ပေါက်တီးပေါက်ချမေးထားတဲ့မေးခွန်းလေးကိုကျွန်တော်နဲ့တူကြည့်မယ်ပေါ့ဗျာဒီကနေ့တော့မေးတဲ့ကောင်ကလုံးမဲ့ပုံပေါ်တယ်တလားကဲကြည့်လိုက်ရအောင်ဗျာဒီမင်းကုန်းလေးပေါ့နော်တောက်ရည်မျိုးချရင်ကိုဝင်ရနိုင်လားဗျာဆိုတော့တခါမှတော့မကြောက်ဘူးပါဘူးရှင်နော်တောက်ရည်မျိုးချရင်ကိုဝင်ရနိုင်တယ်ဆိုတာတခါမှမကြောက်ဘူးပါဘူးကိုဝင်ရတယ်ဆိုတာကအမျိုးသားရဲ့တုပ်ပိုးလေးနဲ့အမျိုးသမီးရဲ့တားဦးလေးနဲ့တွေ့ဆုံမှသာလေကိုဝင်ရတာပေါ့နော်မျိုးချလိုက်တယ်ဆိုတာကဒါအစာအိမ်လမ်းကြောင်းကနေဦးလမ်းကြောင်းကနေသွားတဲ့အရာပေါ့နော်ခုနကအမျိုးသမီးနဲ့အမျိုးသားကြားနဲ့မနဲ့တွေ့ဆုံတာကကြတော့ခိုင်တို့ဒီတက်အိမ်တာဦးပြုံကနေထွက်လာတဲ့အမျိုးသားအမျိုးသမီးရဲ့မျိုးဦးလေးနဲ့ဒီခိုင်တို့မင်းမကိုကနေတဆင့်ဒီပေါ့နော်မွေးလမ်းကြောင်းကနေတဆင့်ဝင်သွားတဲ့တုပ်ပိုးလေးနဲ့တွေ့ဆုံပြီးတော့မှကိုဝင်ရတာပါအဲ့လိုတွေးဆုံမှုဆိုတာကလည်းအမျိုးသမီးမျိုးဥကြွေရက်နဲ့တိုက်ဆိုင်နေဖို့လိုအပ်တယ်ပြီးတော့အမျိုးသမီးမျိုးဥမကြွေခင်2ရက်3ရက်အလိုမှာအတူနေထားတာမျိုးဆိုလို့ရှိရင်လည်းကိုဝင်ရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မျိုးချရုံနဲ့တော့ကိုဝင်ရတာမျိုးတော့မကြားဘူးပါဘူးရှင်စေပညာအရလည်းမရှိဘူးပေါ့မမှန်ကန်ဘူးပေါ့ကဲအားလုံးပဲချစ်တဲ့ငယ်ချင်းလေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးလည်းကျမ်းမာရေးဘူးတူတက်ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ